Womanly fan တို့ရေနောက်တစ်ခုက Dodo fan တို့ရေ ARFC fan တို့ရေwonder စရာတစ်ခုအနေနဲ့ကတော့ဒီ Dodo လေးကပွဲစဉ်4ရယ်ပွဲစဉ်5ရယ်ပွဲစဉ်6ရယ်3ဘက်ကဒီ Dodo လေးရဲ့အကြောင်းချိန်တို့တွေနဲ့အကြောင်းချိန်တွေပေါ့နော်အကြောင်းရဲ့ပညာရေးနဲ့တိတ်ဆိတ်နေတဲ့အတွက်ကြောင့်မို့လို့အပတ်စဉ်4ရယ်အပတ်စဉ်5ရယ်အပတ်စဉ်4ရယ်အပတ်စဉ်5ရယ်အပတ်စဉ်6ရယ်4 5 6ကအမှ Dodo လေးအဲ့ဒီ3ပွဲမှာမပါဝင်နိုင်ဘူးလို့တရားဝင်ထုတ်ပြန်ထားပါတယ်ပေါ့နော်အဲ့တော့ဘယ်အပြီးပြိန်ပေါမပါဝင်တော့တာမဟုတ်ဘဲနဲ့နောက်ထပ်9ပွဲ10 9 8 9ဆိုရင်9 8 9ကြံတဲ့ရာသီပိတ်ပွဲတွေမှာတော့ပြန်ပါမှာဖြစ်ပါတယ်အခုလက်ရှိလာမဲ့ပွဲစဉ်4ရယ်5ရယ်6ရယ်အပတ်စဉ်4ရယ်အပတ်စဉ်5ရယ်အပတ်စဉ်6ရယ်မှာမပါပါဘူးเนาะနောက်ပြီးအပတ်စဉ်9အပတ်စဉ်10အပတ်စဉ်9မှာတခါပြန်ပါမယ်ပေါ့เนาะဒီ4 5အပတ်စဉ်4ရယ်အပတ်စဉ်5ရယ်အပတ်စဉ်6မှာဒိုဒိုလေးကပညာရေးနဲ့ဒီပညာရေးသူ့အကြောင်းချိန်နဲ့အချိန်ကွာဟမှုတွေနဲ့မြန်မာပြည်အချိန်နဲ့တခြားသောသူနေရဲ့နိုင်ငံအချိန်နဲ့ကွာဟမှုတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ ARFC အသင်းမှာ3ဘတ်တီတီပါဝင်ပူးပေါင်းနိုင်ရှင်မရှိပါဘူးเนาะဒိုဒိုဖန်တို့ရေ Womanly fan တို့ရေ ARFC ကိုချစ်တဲ့သူတို့ရေเนาะအဲ့ဒါအကြောင်းကြားခြင်းဖြစ်ပါတယ်ဒါပေမဲ့အပြီးပိန်မဟုတ်ဘူးเนาะ3ဘတ်ထဲပါကြောင်းကိစ္စတွေပြီးစီးသွားပြီဆိုရင်ပြန်ပါလာမှာပါเนาะလေးနှစ်မှတစ်ခါကြည့်ရတယ်ကမ္ဘာဖလားပွဲကြည့်နေလို့မြန်မာပွဲတွေတော့တိတ်အများကြီးမပြောနိုင်တော့မနေ့9နိုင်တဲ့ထားကြည့်လိုက်တာအင်္ဂလန်ပွဲပြီးတဲ့အထိကိုလောက်ထဲမှာလည်းရှိပါတယ်လူကလည်းမျိုးလုံးစင်းစင်းလေးပါပဲကဲဒီနေ့လေးပွဲရှိသေးရနော်မြန်မာ woman လေးပွဲရှိရနော်နှစ်ပွဲတောင်ရှိတာပဲ Bishman အနေနဲ့ကတော့ရန်ကုန် United FC အသင်းနဲ့ ASB ရဲ့အသင်းဖြစ်ပါတယ်နော်ဒုတိယပွဲသေးလေးကတော့လုံးဝပွဲသေးလဲဆိုပေမဲ့စိတ်ဝင်စားစရာကောင်းပါတယ်ရန်လန်ယွန်းနဲ့အသင်းနဲ့ရှမ်းဒီနေ့မှာရန်လန်ယွန်းနဲ့အသင်းနဲ့နောက်တစ်ခုအချမ်းယူလိုက်တဲ့အတင်းတော့လဲကြီးကောင်းမဲ့ပွဲလေးဖြစ်ပါတယ်အကုန်လုံးကတော့အချမ်းရတော့3နာရီခွဲဘိုးဘရှိသူတွေကြီးဖို့တာပြင်ထားတော့နော်လူကလည်းနည်းနည်းတော့ကာနဲ့မျက်နှာတွေမျက်တွင်းတွေလည်းကိုကြာနေလေးနှစ်မှတစ်ချိန်ကြည့်ရတယ်ကမ္ဘာဖလားဆိုတော့အပီပင်ကြည့်နေမနေ့9နာရီတန်းထားကြည့်နေအဲ့မကြည့်လို့ကောင်းတယ်အင်္ဂလန်နဲ့ပွဲအင်္ဂလန်နဲ့ဒီမက္ဆီကိုနဲ့ပွဲကပိုကြည့်လို့ကောင်းတယ်ရောတောက်ချုပ်လေ10ယောက်17ယောက်နဲ့အသေးကြိတ်သွားအသေးခံသွားပြီးတော့ယူသွားတာမိုက်တယ်ပွဲကမ္ဘာဖလားဆိုတဲ့အရသာတအားပြီးတာပဲကဲမြန်မာ woman လေးရလဲဒီနေ့အရသာအကောင်းကောင်းပေးမှာပါကြည့်ဖို့တာပြင်ထားကြဟေ့